မိဘအန္တရာယ်မှကင်းဝေးစေရန်လုံးမှာဓမ္မမိတ်ဆွေပေါင်းတော်ကောင်းတို့အားမြတ်စွာဘုရားရှင်ဟောကြားတော်မူသောဝတ္တသောပရိဒေသနာတော်ကိုပါဠိတော်နှင့်တကွအနတ်အတိတ်ပဲပါရွတ်ပတ်ပူဇော်ပါမည်အလုံးသောတော်ကောင်းပေါင်းတို့ကြည်ညိုတရားပွားနာဝကြပါကုန်လောမောရဏမောရတဘာရေနေပတဝတ္တဇာတိယံယတတေဇနတဝကေမာတတ္တဝဝေဇယိထေရတသာရိပုတ္တသလောကနာတေနာပါတိတံကပ္ပဒါယမာတေဇပရိဒ္ဓဓမ္မနာမဟေအတိလောကေတိလာကုနောသစ္ဆံသောစရာအနုတ္တယတေနာသစ္စေနာကာမေသစ္စာကိရိယာမௌဓမံအဝဇ္ဇတောဓမ္မဗလံတရိတောပုဗ္ဗကေစိတေသစ္စာမလာမဝတ္တယသစ္စာကိရိယာမကတဟံတန္တိမကအာမတနာတန္တိပါဒအဝဇ္ဇနာမာနမေတ္တာဇာနိခန္ဓာဇာတဝေရာပရိက္ခမသာသစ္စေကတိမယမာပစရိတောသိခေဝဇ္ဇတေသလတကရိတာနေဩဒကံပတ္တယထာသိခေသစ္စေနာမေတမောနတ္တိဧတာမေသစ္စာပါရမီဝတ္တသုဒ္ဓနိတိတံမောရဏမောရတဘာရေနေပတဝတ္တဇာတိယံယတတေဇနတဝကေမာတတ္တဝဝေဇယိပောရိတဘာရေသဗ္ဗညုတဉာဏ်၏အစာအိုးဖြစ်သောပါရမီ7ပါးအပြည့်30တို့ကိုပောရဏပြည့်ချင်းစေဖို့တော်မူသောဝတ္တဇာတိယံငုံအမျိုး၌နိဗ္ဗာန်ပြည့်တော်မူသောမာတတ္တဘယအလောင်းပေါင်းသူငယ်ကိုယတအကျင့်ဝတ္တသောပရိဒောဤဒေဇနာတကောတေဇောအာနုဘောကြောင့်တာဝကေတောင်းမိသည်ဘဝေဇယိပဲခြင်းလေ၏တေရတသာရိပုတ္တသလောကနာတေနပါတိတံကပ္ပဒါယမာတေဇပရိဒ္ဓဓမ္မနာမဟေသာရိပုတ္တသသာရိပုတ္တရာမိရှိသောထေရတလက်ရယမဟာထေယလောကနာတေနမြတ်စွာဘုရားရှင်သည်ပါတိတံဟောတော်မူသောကပ္ပဒါယကဘာပလုံးတည်ထသောမဟာနေဇံจิมသောအာနုဘောရှိသောဓမ္မရိဒံတော်ဝတ္တသောပရိဒောကိုဟေဩတရောကောင်းတို့မယံငါတို့သည်ပဏာမရွတ်ဆိုကြပါကုန်စို့အတ္တိလောကေတိလကုနောသစ္ဆံသောစရာနုတ္တယတေနာသစ္စေနာကာမေသစ္စာကိရိယာမௌဓမံလောကေလောက၌သီလကုနောသီလတေဟုသောကျေစုသီ၎င်းသစ္စာသစ္စာဇဂသီ၎င်းသောစေယပြုစင်သောအဖြစ်သီ၎င်းအနုတ္တယချစ်ချင်းမေတ္တာတနာခြင်းကရုဏာသီ၎င်းအတ္တိရှိပေတေနာတောသစ္စာဇဂဖြင့်ဩဒ္ဓမမိမိတည်းမြတ်သောတရားမရှိသောသစ္စာကရိယာသစ္စာပြုခြင်းကိုအာကျွန်ုပ်သည်ကာဟာမိပြုပါ၏အဝဇ္ဇတောဓမ္မဗလံတရိတောပုဗ္ဗကေစိနေသစ္စာဗလာမဝတ္တယသစ္စာကရိယာမကတဟံဓမ္မဗလံတရားတော်၏အစွမ်းကိုအဝဇ္ဇတောဆင်ခြင်၍ပုဗ္ဗကေရှင်း၌ပွင့်တော်မူကုန်ပြီးသောစိတ်နှင့်မြတ်စွာဘုရားတို့ကိုတရိတောအောင်မေ၍သစ္စာဗလံသစ္စာဇဂ၏အစွမ်းကိုအဝတ္တယအမိပြု၍သစ္စာကရိယာသစ္စာပြုခြင်းကိုအကျွန်ုပ်သည်အာကာသိပြုအပ်ပြီတန္တိမကအပါဒနာတန္တိပါဒအဝဇ္ဇနာမာတာမေတ္တာဇာနိခန္ဓာဇာတဝေဒပရိက္ခမမေအကျွန်ုပ်အားမက္ခအတောင်တို့သည်တန်တိရှိကုန်၏
အပါဒနာမပြန်နိုင်ကုန်မေအကျွန်ုပ်အားမာတာခြေတော်သည်တန်တိရှိပါကုန်၏အဝဇနာမသွားနိုင်ကုန်မာတာမိတာဇာအကျွန်ုပ်၏အမိအကျွန်ုပ်၏အပါတော်သည်လည်းနေခန္ဓာငါကိုဆွံ့၍ပြန်ထွက်သွားကုန်ပြီဇာတဝေဒတော်မိသည်ပရိကမဖဲခြင်းပါလေတော်ဣတိဣသောသစ္စာကရိယာသစ္စာပြုခြင်းကိုအဟံအကျွန်ုပ်သည်အာဃာသိပြုအပ်ပြီသာသစေကတိမရှာမောပစရိတောသိခေဝဇ္ဇတိသောလတကရိတာနိဥဒကမတ္တယထာသိခေသစ္စေနာမေတမောနတ္တိဧတာမေသစ္စာပါရမေမရှာကျွန်ုပ်သည်သစ္စေသစ္စာစကားကိုကတဲ့ပြုအပ်သည်ရှိသောနာဟပြုအပ်သည်နှင့်တပြိုင်နက်မဟာမစ္စရိတော်ကြည်စွာအလျံရှိသောသိကိတော်မိသည်သောလတကရိတာနိ16မဲဘေဇာတို့တိုင်တိုင်ဝဇ္ဇတိဖဲခြင်းလေပြီသိကိမိသည်ဩဒကံယေသောပတ်တော်ရောက်၍နိဗ္ဗာယတိယထာငြိမ့်လေပြီတကသောတတ္တထောအတုနိဗ္ဗာယငြိမ့်လေပြီမေကျွန်ုပ်၏သစ္စေနာသစ္စာစကားနှင့်သမောတော်သောတရားသည်နတ္တေမရှိပါပဲဧတာဣတိကမေကျွန်ုပ်၏သစ္စာပါရမီသစ္စာပါရမီစကားတိဝတ္တသုတ်တနိဋ္ဌိတံဝတ္တသုတ်တဝတ္တသုတ်ပရိတောတေနိဋ္ဌိတံပြည့်စုံပါ၏သာဓုသာဓုသာဓုဧကဲ့သို့ဝတ္တသုတ်ပရိဒေသနာတော်ကိုပြပတ်ပူဇော်သောကောင်းမှုကြောင့်နာဟုကြည်ညိုကြသောသူတော်ကောင်းအပေါင်းတို့နှင့်တကွဝိနည်းတတ္တဝါပေါင်းအားမေဘိအန္တရမကင်ဝေကြပါစေကုန်သတည်း